ဇလန်းဆက်ဆက်ချစ်မှာ April Angeline Herrera အပန်းဖြေပါတစ်ခုကိုလုပ်ငန်းရှင်တယောက်နဲ့တွေ့ဖို့သွားပါတယ်။ဟိုရောက်တော့လုပ်ငန်းရှင်ကိုသွားပြီးမြူဆွဲလိုက်တာလုပ်ငန်းရှင်ကစိတ်ဆိုးပြီးထွက်သွားပါတော့တယ်။အဲ့ဒါကိုလမ်းတိုင်လို့ April ချစ်သူက April ကိုလမ်းကောက်ပါတယ်။အဲ့ဒီမှာပဲ Johnny Ero Camelo ဟာလေဖားမတယောက်ကိုငရုတ်တီးထောင်းဖို့သွားပါတယ်။ငရုတ်တီးထောင်းတာကကောင်မလေးရပဲထောင်းပါတော့တယ်။အဲ့ဒီချိန်ကောင်မလေးရဲ့ဘဲရောက်လာတော့အဖမ်းမခံရယုံထပ်ဖေးရပါတော့တယ်။ညနေပိုင်းမှာပဲဂျူနီလုံးနေလေးစားတောက်ဆိုင်မှာအိဖရရောက်လာတော့သူတို့အဖြစ်တွေပြောကြရင်နှစ်ယောက်လုံးခင်သွားကြပါတယ်။အဲ့ဒီညမှာပဲအိဖရကရေကူးချင်တယ်ဆိုပြီးရေလမ်းမြောင်းပေးလုပ်နေတာနဲ့ဂျူနီကလည်းမြောင်းကိုရေနူးပြီးတူပါတော့တယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးဟာသူတို့ချစ်သူတွေစီပဲသွားကြပါတယ်။ဂျူနီအလုံးလုံးနေတာကသူ့ချစ်သူရဲ့စားတောက်ဆိုင်မှာဖြစ်ပြီးသူ့ချစ်သူနဲ့မကြငရုတ်တီးထောင်းဖြစ်ကြပါတယ်။ဂျူနီဟာသူ့ချစ်သူစီသူကိုလှပ်ဖို့တောင်းခဲ့ပါသေးတယ်။ဒါပေမဲ့ဒီဘက်ကရေစင်းကအဝေးကွင်းလက်ကန်ပါသေးတယ်။အိဖရကလည်းသူ့ဘဲကိုအလုပ်ကိစ္စနဲ့ပတ်သက်ပြီးစိတ်ဆိုးနေလို့သူ့ဘဲယုံခန့်မှာပဲအကြောလျှော်ပေးလိုက်ပါတယ်။ဒါကိုလုံခြုံရေးဟန်မင်းထွားတဲ့အချိန်မှာတော့အိဖရကိုအလုံးမလာဖို့နှင်ထုတ်လိုက်ပါတယ်။အဲဒါကြောင့်အိဖရဟာဂျူနီကိုချိတ်ပြီးဂျူနီတို့ဆိုင်မှာပဲရေမီးအစုံကျိုးခုန်ကြပါတော့တယ်။ကန်ဆိုးချင်တော့လဲအပေါင်းအပါနဲ့ဆိုတီလို့ဂျူနီရဲ့ကောင်မလေးဟာသူ့ဆိုင်မှာအသားတွေပစ္စည်းတွေပျောက်ပျောက်နေလို့ CCTV ကိုကြည့်ပြီးစစ်လိုက်တဲ့အချိန်မှာတော့သူကောင်လေးဂျူနီဟာအိဖရနဲ့မီးဖိုခန်းစားတော့ခန်းနေရအနက်မှာတချင်းချင်းတွေ့နေကြတာကိုမြင်တွေ့သွားရပါတော့တယ်။အဟိနောက်မှာတော့ဂျူနီနဲ့လမ်းဖွဲ့လိုက်ကြပါတော့တယ်။နောက်ဆုံးမှာတော့အိဖရနဲ့ဂျူနီတို့ဟာအသားအဆီးတွေမရှိတော့ဘဲလွတ်လွတ်လပ်လပ်ပေါင်းဖက်ခွင့်ရသွားပါတယ်။ဒါပေမဲ့သူတို့မျှော်လင့်သလိုပျော်ရွှင်မှုမရခဲ့ပါဘူး။သူတို့နှစ်ယောက်အတူတူနေတဲ့အခါမှာသူငါ့ကိုတော့ပြန်ဖောက်ပြန်မလားဆိုတဲ့တန်တရားစိတ်ကအမြဲဝင်နေပါတယ်။နောက်ပြီးနှစ်ယောက်လုံးကအလိုလက်မဲ့ဖြစ်သွားခဲ့ကြသလိုသူတို့ချစ်သူတွေအပေါ်မှာဖောက်ပြန်ခဲ့ကြတယ်ဆိုတဲ့ခံစားချက်ကလည်းရှိနေပါတယ်။ဖောက်ပြန်မှုနဲ့တိဆောက်တဲ့အိမ်တောင်ရေးဟာယုံကြည်မှုကင်းမဲ့နေတတ်တယ်ဆိုတဲ့သင်ခန်းစာနဲ့အတူသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာလည်းတန်တရားတွေကြားမှာဖြစ်စည်းလူနီးပါးထင်နေလာကိုပြရင်ဆက်သိမ်းသွားပါတယ်။